အိုးကမပူစလောင်းကပူတဲ့အိုးကမပူစလောင်းကပူတဲ့သူဟာသူဘာဖြစ်ဖြစ်အကြံဖန်လုပ်တဲ့ခေဟုတ်ပါပဲဟုတ်ပါပဲမမပဲမမပဲဟုတ်ပါပဲဟုတ်ပါပဲမမပဲအခုခေတ်မိန်းကလေးညီမငယ်တွေပွဲကြည့်နေတဲ့ညီမငယ်တွေအခုခေတ်မိန်းကလေးညီမငယ်တွေပွဲကြည့်နေတဲ့ညီမငယ်တွေဇပင်းကိုအလဲကဖြတ်ကလေးကလေးနဲ့ညံဟောနှစ်တက်ကောင်းလဲတို့ကအမြင်နဲ့သတိစတက်ကေလဲတို့ကအမြင်နဲ့ပွဲလဲကောင်းလက်ကတရက်တန်းဦးထိုင်လို့ဆက်ဟုတ်ပါပဲဟုတ်ပါပဲမမပဲမမပဲဟုတ်ပါပဲဟုတ်ပါပဲမမပဲစပိန်စီးတဲ့ညီမငယ်တွေစပိန်စီးတဲ့ညီမငယ်တွေစိုက်ကယ်စီးတဲ့ညီမငယ်တွေစိုက်ကယ်စီးတဲ့ညီမငယ်တွေစိုက်ကားစီးတဲ့ညီမငယ်စိုက်ကားစီးတဲ့ညီမငယ်တွေစပိန်စိုက်ကယ်စိုက်ကားစီးတဲ့ညီမတတိယကိုကြည့်လိုက်ကွာစပိန်စီးတဲ့ညီမငယ်တွေစိုက်ကယ်စီးတဲ့ညီမငယ်တွေခွေးကောက်ပြီးအလွန်များအန်ရဲ့တတိထားအိုးကမပူစလောင်းကပူတဲ့အိုးကမပူစလောင်းကပူတဲ့သူဟာသူလဲနေရလဲပြဲနေတဲ့ဟာပြဲဟုတ်ပါသမိန်သားသမိန်သားဟုတ်ပါပဲဟုတ်ပါပဲမပါပဲဗျာသူများရဲ့နိုင်ငံမှာကွယ်သူများရဲ့နိုင်ငံမှာကွယ်သူများရဲ့နိုင်ငံမှာကွယ်ဓာတ်ပေါ်မှာကားကုန်မောင်းချီကျူးစရာကောင်းအဲဒီလောက်တော့မမှုပါနဲ့ဒီလောက်တော့မမှုပါနဲ့အဲဒီလောက်တော့မမှုပါနဲ့ဒီလောက်တော့မမှုပါနဲ့ကိုမြန်မာလဲထုံတဲ့စိုက်ကားမှုတော့ကတဲ့စပိန်တိုင်းလို့ပြဟုတ်ပါပဲဟုတ်ပါပဲမမပဲမမပဲဟုတ်ပါပဲဟုတ်ပါပဲမမပဲစူပါလင်းလေးကိုတွေ့တိုင်းခင်းခွဲစူပါလင်းလေးကိုတွေ့တိုင်းခင်းခွဲစူပါလင်းလေးကိုတွေ့တိုင်းခင်းခွဲလက်တွေ့ရင်နှုတ်ကတက်ဝတ်တရားကမပြဲတွက်လက်လေးဘဝတနာစရာပဲကွယ်တွက်လက်လေးဘဝတနာစရာပါကွယ်သူ့အမေနင်းကများဖေးမရှိတဲ့သားဟုတ်ပါပဲဟုတ်ပါပဲမမမပဲမမပဲဟုတ်ပါပဲဟုတ်ပါပဲမပါပဲဟေးဒါအမိုးချိုးပြစ်လိုက်တလားမှတ်ကြတယ်တရောင်း